စနေသားသမီးတွေအတွက်4 လပိုင်းပေါ့နော်ဘာတွေဖြစ်လာမလဲဆိုတဲ့ကံကြမ္မာနမိတ်ကိုဖတ်ကြားပေးပါမယ်သင်ဟာစနေသားသမီးဆိုရင်ဒီဗီဒီယိုကသင်အတွက်ပါနော်ဒီ4 လပိုင်းမှာဆိုလို့ရှိရင်စနေသားသမီးတွေကကြတော့စိတ်ထဲမှာဖြစ်နေတာတစ်မျိုးလုံနေတာတစ်မျိုးဆိုတဲ့အရာမျိုးတွေမြင်နေရတယ်စိတ်ထဲမှာစိတ်ထဲမှာလှုပ်ချင်တာတစ်မျိုးလက်ရှိဘဝမှာလုံနေရတာတစ်မျိုးအဲ့လိုမျိုးတွေမြင်နေရတယ်နောက်ပြီးလို့ရှိရင်ဒီ4 လပိုင်းဆိုတဲ့ကာလမှာစနေသားသမီးတွေကလေရွေးချယ်ရခက်တဲ့ကိစ္စမျိုးတွေဖြစ်နေမယ်နော်ကိုယ်မှာစိတ်မဆုံးဖြတ်နိုင်တာမျိုးတွေရွေးချယ်ရခက်တဲ့ကိစ္စမျိုးတွေဖြစ်နေမယ်ဒါပေမဲ့မေတ္တာရေးမှာဆိုလို့ရှိရင်ကြောခိုင်းခြင်းတဲ့စိတ်တွေအရန်ဖြစ်နေပြီအရာရာကိုကြောခိုင်းခြင်းတဲ့စိတ်တွေဖြစ်နေတယ်မေတ္တာရေးနဲ့ပတ်သက်ပြီးတော့ကြောခိုင်းခြင်းတဲ့စိတ်တွေဖြစ်နေပြီအဲ့လိုမျိုးကြောခိုင်းလိုက်မယ်ဆိုလို့ရှိရင်တင်းရဲ့လက်ရှိမှာလုပ်နေတဲ့စီးပွားရေးတွေပိုပြီးကောင်းလာမယ်အလုပ်ကိုင်အခွင့်အလမ်းတွေပိုပြီးတော့များလာမယ်ပေါ့နော်ဒီ4 လပိုင်းဆိုတဲ့ကာလမှာစနေသားသမီးတွေအထူးသတိထားမယ့်အရာရှိပါတယ်ဒီဟာကတော့မကောင်းမှန်းသိရနဲ့ဆက်လုပ်နေတာမျိုးအပျော်ပါမှတ်တာမျိုးအဲ့လိုမျိုးတွေကိုရှောင်ကျဉ်ရပါမယ်တကယ်လို့မရှောင်ကျဉ်ဘူးဆိုလို့ရှိရင်ကံကြမ္မာနမိတ်အနေနဲ့ဆိုလို့ရှိရင်ဒါမကောင်းဆိုတဲ့အရာမျိုးကိုပြတယ်ပေါ့နော်အထူးသဖြင့်အိမ်အောင်တဲ့တွေဒီချစ်သူကြီးစားရှိရသူတွေအနေနဲ့ကတော့တပ်ပါသည်ဆိုတဲ့သူဝင်လာတတ်ပါတယ်ဒီကာလမှာတတိထားမဲ့အရာဖြစ်ပါတယ်နော်ဒီအခြေအနေကိုကြော်လွန်သွားမယ်ဆိုလို့ရှိရင်ဒီအခြေအနေကိုထိန်းချုပ်နိုင်ပြီဆိုလို့ရှိရင်ပျော်ရွှင်ပွဲကောင်းတဲ့မိသားစုဘဝကိုရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ရှင်